အားလုံးမင်္ဂလာပါဒီနေ့မှာတော့ neonatology neonatal jaundice ပေါ့နော် multiple choice question ရဲ့အပိုင်း2ကိုကျွန်တော်တို့ဆက်ပါမယ်အဲ့တော့ရှေ့တစ်နေ့မှာက neonatal jaundice နဲ့ပတ်သက်တဲ့ causes of neonatal jaundice ရဲ့သူ့ရဲ့ physiological pathological prolonged jaundice ရဲ့ nature လေးတွေကိုလေ့လာပြီးတဲ့အချိန်မှာအခုဒါသူ့ရဲ့ clinical manifestation နဲ့ management ပိုင်းဆိုင်ရာအရေးကြီးတဲ့ multiple choice လေးကိုတစ်ချက် review လုပ်ကြည့်ကြပါမယ်ပေါ့နော်အဲ့တော့ neonatal jaundice လို့ပြောလိုက်တဲ့ဆိုရင်တော့ပထမဆုံးကသူ့ရဲ့jaundice ကတော့ clinical features ကတော့သိတာမယ်ပေါ့လေအဲ့မှာကျွန်တော်တို့ကြောက်တာကဘာကြောက်လဲဆိုရင် complications ကိုကြောက်တယ် complications of neonatal jaundice လို့ပြောလိုက်တယ်ဆိုရင် early complication နဲ့ late complication ဆိုပြီးတော့မှရှိမယ် early complications မှာဆိုရင်ဒါနာမည်အကြီးဆုံးကတော့ဘာပဲလဲဆိုရင် cardiac ပဲပေါ့နော် bilirubin encephalopathy unconjugated bilirubin တွေက blood brain barrier ဖြတ်ပြီးတော့မှ encephalopathy pattern နဲ့လာတဲ့အခါမှာကလေးလေးတွေမှာ clinical features ပေါ်လာမယ်ပေါ့နော်အဲ့တော့ bilirubin encephalopathy လို့ပြောပြီးဆိုရင်အဲ့မှာကျွန်တော်တို့တစ်ချက် message ချင်တာတစ်ခုကဘာလဲဆို unconjugated bilirubin ဆိုတာလေးကိုနံပါတ်1စမှတ်ရမယ်သူကဘယ်မှာသွားပြီး deposition ဖြစ်လဲဆို basal ganglia မှာ deposition ဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့သူကနောက်ပိုင်းကျရင် basal ganglia ကနေထိပြီးနောက်ပိုင်းမှာဆိုရင် late sequelae အနေနဲ့ဆိုရင်ဒါ chorioacidosis cerebral palsy type ကိုတို့ရသွားမယ်ပေါ့အဲ့တော့ early stage မှာဆိုရင်တော့ carnitrax လို့ပြောရင်အားလုံးခွဲမှတ်ရမှာက early carnitrax ရဲ့ features နဲ့ late carnitrax ရဲ့ feature early carnitrax ဆို impending carnitrax လို့လည်းခေါ်မယ်အဲ့တော့brain ထဲမှာဘယ်လိုလဲစပြီး deposition ဖြစ်တဲ့လက္ခဏာဆိုရင်ကလေးလေးကတော့ညှိုးနွမ်းလာမယ်ပေါ့နော် and then အစာမစားတော့ဘူးငိုတော့ဘူးကလေးတစ်ယောက်လုပ်ရမယ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့နှိုးဆိုရမယ်ငိုရမယ်စသဖြင့်ပေါ့နော်အဲ့ဒီသူ့ရဲ့လုပ်ငန်းဆောင်တာတွေသူမလုပ်တော့ဘူးဆိုရင် early carnitrax များလားဆိုပြီးတော့မှနံပါတ်1ကျွန်တော်တို့ကသိရမှာဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာမှ late carnitrax ဖြစ်သွားတဲ့အချိန်ကျရင်တော့ကလေးလေးကပို့ပြီးအခြေအနေဆိုးလာမယ် fix တွေရလာမယ်နော်ပြီးရင်နောက်ခုကျတော့ opisthotonus တို့ and then oculogyrate crisis တို့ပေါ့နော်စသဖြင့် rigidity နဲ့ကလေးကဒီပို့ပြီးစိုးရတဲ့အခြေအနေကိုရလာမှာဖြစ်တယ်အဲ့ဒီအခြေအနေမျိုးတွေမှာ clinical signs ကိုကြည့်မယ်ဆိုရင်ကြတော့ဘာသွားရှိလဲဆိုရင် early carnitrax လို့ပြောရဲဆိုရင် motor reflex ပေါ့နော်ကလေးလေးကိုအဲ့တော့ motor reflex test လုပ်လိုက်တဲ့အခါမှာ all the components of the motor reflex ကပြည့်ပြန်မရတော့ဘဲနဲ့ impair ဖြစ်နေတာကိုတွေ့ရမယ် late carnitrax ဘဝရောက်သွားတယ်ဆိုရင်တော့ absent motor reflex ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ motor reflex ကိုနည်းနည်းပြန်ပြီး recall လုပ်ချင်တယ်ဆိုရင်တော့ရှေ့ကကျွန်တော်တို့ပြောခဲ့တဲ့ neonatal primitive reflexes တွေကိုတစ်ချက်ပြန်ပြီးတော့မှကြည့်ပါလို့ပြောချင်ပါတယ်ဘာလို့လဲဆို motor reflex က the most important primitive reflex လို့တောင်ပြောလို့ရမယ်ပေါ့နော်အားလုံးသိထားမယ်အပိုင်းမှာရှိတယ်အဲ့တော့ဒီနေရာမှာအခုဒီ multiple choice ကိုပဲဆက်မယ်ဆိုရင်တော့ signs of the impending carnitrax or early carnitrax လို့ပြောလိုက်တယ်ဆိုရင်အဲ့တော့ impending ပဲဖြစ်သေးတဲ့အတွက်ကြောင့်မလို့ lethargy ဆိုရင်တော့ true ဖြစ်ပါမယ် refusal to feed or refusal to အဲ့တော့ poor feeding ဆိုရင် true ဖြစ်ပါမယ် impaired motor reflex ဆိုရင် true ဖြစ်ပါမယ် early ဖြစ်တဲ့အတွက်ကြောင့်မလို့ absence မဖြစ်သေးပါဘူး opisthotonus ဒီ late carnitrax မှာဆိုရင်ရသွားမှာဖြစ်ပါတယ် sunset eye ကလည်းပဲ late carnitrax မှာရမှာဖြစ်ပါတယ် early features မဟုတ်ပါဘူးဆိုတာလေးကိုတစ်ချက်သိစေချင်ပါတယ် Okay အဲ့တော့ regarding the carnitrax ကို overall ချုပ်မေးထားတဲ့ multiple choice တွေမှာဆိုရင်လည်းပဲ absent motor reflex တွေ့နိုင်တယ်ဆိုရင်မှန်တာပေါ့နော် late carnitrax and then later than that မှာဆိုရင်တွေ့လား neurological sequelae may include the cerebral palsy ဆိုတော့ကျွန်တော်ခုနကပြောခဲ့လို့ပဲ basal ganglia ထိသွားတဲ့အတွက်ကြောင့်မလို့ chorioacidotic cerebral palsy or post carnitrax cerebral palsy ရလာမှာဖြစ်ပါတယ် result from the unconjugated hyperbilirubinemia ပါဒီနေရာကအမြဲတမ်းဖမ်းတဲ့ point ဖြစ်တတ်ပါတယ် conjugated hyperbilirubinemia ဆိုပြီးကြောင်းတတ်ပါတယ်အခု unconjugated ဆိုရင်တော့ true ဖြစ်ပါမယ်เนาะအဲ့တော့ conjugated ဆိုရင် false ဖြစ်ပါမယ် Brown's baby syndrome occur in the carnitrax ပေါ့we have to know what is Brown's baby syndrome ပေါ့ Brown's baby syndrome ဆိုတာကြတော့သူ neonatal jaundice မှာ congenital cholestatic jaundice သို့မဟုတ် conjugated hyperbilirubinemia ရှိတဲ့ jaundice တွေကို phototherapy ပေးတဲ့အခါမှာရလာတဲ့ sequence ဖြစ်ပါတယ်။ဘာလို့လဲဆိုရင် phototherapy ရဲ့ mechanism ကဘာလဲဆိုရင် unconjugated bilirubin တွေကို water soluble ဖြစ်အောင်ပြောင်းလိုက်ခြင်းအပြင်သူအလုပ်လုပ်တယ်။အဲ့တော့အလုပ်လုပ်တဲ့အခါမှာ conjugated hyperbilirubinemia ဖြစ်နေတဲ့ case ကလေးလေးတွေကိုသွားပြီး phototherapy သွားပေးရင် jaundice ကမကြပဲနဲ့ကလေးရဲ့ခန္ဓာကိုယ်အယောင်ကပို့ပြီးတော့မှတောင်မှအယောင်ကြီးရင့်လာတဲ့ပေါ့အဲ့ဒါကို Brown's baby syndrome လို့ခေါ်တာ Brown's baby syndrome ဆိုတာ carnitrax ရဲ့ clinical features မဟုတ်ဘူး Brown's baby syndrome ဆိုတာဒီ conjugated hyperbilirubinemia သို့မဟုတ် cholestatic hyperbilirubinemia ရှိနေတဲ့ jaundice ရှိနေတဲ့ကလေးလေးတွေမှာသွားပြီး phototherapy ပေးရင်ရတဲ့ consequences ဖြစ်တယ်အဲ့ဒါကြောင့်မလို့ false ဖြစ်ပါတယ်
အဲ့ဒါက carnivorous ပေါ့ complications of the neonatal jaundice ပေါ့အဲ့ဒါပြီးတဲ့နောက်မှာ treatment ဘိုင်းကိုသွားမယ်ဆိုရင်တော့ neonatal jaundice ရဲ့ဟို prototypical treatments ကတော့နှစ်ခုပေါ့လေနော်နံပါတ်1 phototherapy နဲ့နံပါတ်2က exchange transfusion ပဲဖြစ်ပါတယ်အဲ့တော့ phototherapy လို့ပြောရရင် how we have to do the phototherapy ပေါ့နော် and also we have to know the indications of the phototherapy တွေကိုလည်းသိဖို့လိုမယ် and also the complications of the phototherapy သုံးခုပေါ့နော် photo ပဲဖြစ်ဖြစ် exchange ပဲဖြစ်ဖြစ်ဒါကတော့လေဟိုဘယ်လိုပြောမလဲဒီ multiple choice question နေနဲ့မဟုတ်ဘဲနဲ့ short questions or long questions ဖြစ်လေအားလုံးမှတ်သားကြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့အများကြီးတော့မပြောတော့ဘူးပေါ့နော်ဒီရဲ့ topics နဲ့ပတ်သက်ပြီးတော့မှတော့အဲ့တော့ overall idea လေးပဲပြောလိုက်မယ်အသေးစိတ်ကိုတော့ဒါ short question or long questions တွေလေ့လာတဲ့အခါမှာပြန်ပြီးတော့မှလေ့လာမှတ်သားပါလို့တိုက်တွန်းလိုပါတယ်အဲ့တော့ phototherapy နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် how to do the phototherapy ပေါ့နော်ဒီ multiple choice ကတော့ every 2 to 3 hour မှာကလေးကိုလှည့်ပေးရတယ်ဒါမှသူ့ရဲ့ the whole surface area ကို photo expose ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါနောက်တစ်ခုကျတော့ expose the whole baby including the eyes ပေါ့နော်ကလေးလေးရဲ့ eyes ကို expose လုပ်ထားမှာလားဆိုမလုပ်ထားပါဘူး eye ကိုကျွန်တော်ကပိတ်ထားပေးရမှာဖြစ်ပါတယ် cover လုပ်ထားပေးရမှာဖြစ်ပါတယ်ဒီပုံလေးမှာပြထားသလိုပဲဘာလို့လဲဆိုတော့ကျတော့ကျွန်တော်တို့ retinal damage ကိုကြောက်ပါတယ်အဲ့အတွက်ကြောင့်မလို့ cover လုပ်ထားရမယ် especially male infant လေးတွေဆိုရင် genitalia ကိုပါ cover လုပ်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ expose က including the eyes မဟုတ်ပါဘူး other part of the body excluding the eyes ဖြစ်ပါတယ် and also the extra fluid may be needed to prevent dehydration ပေါ့နော် yes အဲ့တော့ fluid loss က phototherapy ပေးတဲ့ကလေးလေးမှာရှိတဲ့ကြောင့်မလို့ we have to give the extra fluid ပေးရမှာဖြစ်ပါတယ် and also the skin color is not a reliable guide to the bilirubin level ဒါလည်းပဲ absolutely true ပါ phototherapy ပေးတဲ့အချိန်မှာစပေးတဲ့အချိန်မှာဝါလာတာနေတဖြည်းဖြည်းနဲ့ phototherapy ဘယ်ချိန်ရက်မှာလဲဆိုတော့အဝါဖြော့သွားရင်ရက်မှာပေါ့ဆိုပြီးကျွန်တော်တို့မသွားပါဘူးကျွန်တော်တို့ဗာလဲဆိုရင်ဒီ phototherapy ပဲပေး exchange transfusion ပဲပေးကလေးရဲ့ bilirubin level နဲ့ကလေးရဲ့ gestational age ကိုကျွန်တော်တို့ chart ပေါ်မှာတေချာဆွဲကြည့်ပြီးတော့မှသတ်မှတ်တာဖြစ်ပါတယ်အဲ့တော့ကျတော့ဒီ skin color ဒီ reliable မဖြစ်ပါဘူးNo, it's not a reliable guide so not true ပါ the light should usually be placed about 30 to 45 centimeter away ပေါ့နော်အရန်ကက်လွန်လို့မရဘူးအရန်ကက်လွန်လို့လည်းမရဘူးဝေးလွန်လို့လည်းမရဘူးအရန်ဝေးလွန်နေဆိုရင်ကြာ aphatic မဖြစ်တော့အရန်ကက်လွန်နေဆိုရင်လည်းအလင်းရောင်ကကလေးရဲ့ surface ပေါ်ဖြာကျရမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အရန်ကက်လွန်ရင်ကြာတော့တပြင်လုံးဖြာမကျတော့ဘူးနံပါတ်1နံပါတ်2ကကြာတော့ maybe sometime မှာ chance of the overheating နဲ့ဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ standard က either ပေါ့နော်အရင်တုန်းကသုံးတဲ့ Bluetooth phototherapy တွေပဲဖြစ်ဖြစ်အခုဒီ LED phototherapy ပဲဖြစ်ဖြစ် you have to keep around 30 to 45 centimeter away မှာထားပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ phototherapy နဲ့ပတ်သက်ပြီးတည်ကောင်းစရာအဖြာဖြစ်ပါတယ်အဲ့တော့ဘေးမှာလည်းပဲ methods ကိုကျွန်တော်တို့နည်းနည်း review ပြန်လုပ်ပေးထားပါတယ် Okay what about the complications of the phototherapy or side effect of the phototherapy phototherapy ရဲ့ side effect တွေပြောပါလို့ပြောတဲ့ချိန်ကျရင်အဲ့တော့နှစ်ခုသူကတော့ဒါကတော့ရှင်းနေပေါ့နော် multiple choice question မှာဆိုရင်သူတို့ photo ရဲ့ side effect နဲ့ exchange transfusion ရဲ့ side effect ကိုသူတို့များသောအားဖြင့်မလုပ်ပြီးမေးမလဲဆိုရင်ရောပြီးတော့မှမေးလိုက်မယ်အဲ့ချိန်ကျရင်ကိုကပေချာလေး clarify လုပ်တတ်ရမယ်ပေါ့နော်အဲ့တော့ phototherapy ပေးတဲ့ကလေးလေးတွေဆိုရင်နံပါတ်1ပါဖြစ်တယ်လဲဆိုရင် loose motion ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ loose motion ဖြစ်တတ်လားဆိုရင် yes ဘာလို့လဲဆိုရင် phototherapy ကကျွန်တော်ခုနကပြောခဲ့သလိုပဲ unconjugated bilirubin တွေကို water soluble photoisomers တွေဖြစ်ပြောင်းလိုက်တယ် water soluble photoisomer example ပြောရရင်ဆိုရင် lumirubin လိုမျိုးပေါ့နော်ပြောင်းလိုက်တယ်ပြောင်းလိုက်ပြီးတဲ့အခါမှာအဲ့ရဲ့ photoisomers တွေကို phototherapy ပေးပြီးသားအဲ့ photoisomers တွေကကလေးလေးရဲ့ bile နဲ့ intestine ကိုရောက်သွားတယ်liver မှာ conjugate လုပ်ဆရာမလို့ bile နဲ့ intestine ကိုရောက်သွားတယ်အဲ့ဒီအချိန်မှာအဲ့ photoisomer တွေက intestinal secretion ကို stimulate လုပ်တယ် intestinal motility ကို stimulate လုပ်တယ်အဲ့ဒီအချိန်ကျရင်ကလေးလေးက loose motion နဲ့လာရတယ် due to the photoisomers တွေရဲ့ effect ကြောင့်မလို့အဲ့ဒါကြောင့်မလို့ဒါ true ဖြစ်ပါမယ်နော် arrhythmia ကြတော့ဒါက ID exchange transfusion မှာ catheter ကိုဟုတ်ပြီနော်ထဲ့တဲ့အချိန်ကျရင်ဖြစ်တဲ့ side effect ဖြစ်တယ်အဲ photo ရဲ့ side effect မဟုတ်ဘူးအဲ့တော့ false ဖြစ်ပါတယ် retinal damage if the eyes are not sheath ဆိုတာခုနကကျွန်တော်ပြောခဲ့သလိုပဲဒါ true ဖြစ်ပါမယ် necrotizing enterocolitis it may be a complication of the exchange ဖြစ်ပါတယ်ဒါ phototherapy ရဲ့ဟာမဟုတ်ပါဘူး skin rashes ကတော့ phototherapy ရဲ့ side effect ဆိုရင်တော့ true ဖြစ်ပါလိမ့်မယ်ပေါ့နော် temporary erythematous rash လေးရတာဖြစ်ပါတယ် it's not a serious problem เนาะမဟုတ်ပါဘူးပေါ့Okay and then အဲ့တော့ဒီဟာပြောနေရင်တခါလေသိရမှာဒီ complications နှစ်ခုပေါ့နော် photo ရဲ့ complications နဲ့ exchange ရဲ့ complication ဒါက multiple choice question ကဟို sample တစ်ခုပဲယူပြလိုက်တဲ့သဘောဖြစ်ပါတယ်ဒီထက်ကိုပို့ပြီးတော့မှဒီမေးခွန်းကိုပဲဒီခေါင်းစဉ်ကိုပဲအများကြီးပွားပြီးတော့မှမေးလို့ရတယ်ပေါ့နော်တစ်ချက်လေဒီဘေးက complications လေးတွေ review လုပ်ထားစီချင်ပါတယ် and then ပြီးတော့မှ indications of circulation following the exchange transfusion နဲ့အဲ့တော့
exchange အဲ့တော့ indication ဆက်ပတ်သက်ပြီးပြောပြနေ indication ဆိုလဲကျွန်တော်ခုနကပြောရ photo ရဲ့ multiple choice ကိုမပြခဲ့ပေမဲ့ဒီလို phototherapy ဘယ်ချိန်မှာလုပ်ရမလဲဆိုရင် indications ကိုလည်းသိထားရမှာဖြစ်တယ်လို့ exchange ရဲ့ communication indications ကိုလည်းသိရမှာဖြစ်တယ်ဒါ exchange ရဲ့ indication ကတော့ဒီအောက်မှာ example နဲ့ပြထားတယ်ပေါ့နော်အဲ့တော့ bilirubin က phototherapy ပေးနေရင်တက်လာခဲ့ရင်လည်း exchange လုပ်ရမှာပေါ့တဖြည်းဖြည်းနဲ့ဘာလို့လဲဆိုရင် exchange line ကိုသူကျော်သွားလိမ့်မယ်အဲ့ချိန်ကျရင် we have to do လုပ်ရမှာဖြစ်ပါတယ် and then ပြီးတော့မှ 10 baby မှာဆိုရင် bilirubin က severe neurological range ပေါ့နော် carnivorous ဝင်တော့မယ်ဆိုရင်လည်းလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ preterm လေးတွေဆိုရင်တော့ low threshold ပေါ့အရင်မမြင့်ဘူးပေါ့မှန်တယ်အဲကြောင့်မလို့ကျွန်တော်ခုနကပြောလို့ပဲ gestational age ကောနောက်ပြီးရင်သူရဲ့ chronological age ကောပြီးရင်သူ့ရဲ့ bilirubin ပေါ်မှာမူတည်ပြီးတော့မှဒီ charge ပေါ်မှာမူတည်ပြီးတော့မှဆုံးဖြတ်တယ်ပေါ့နော်ဒါပေမဲ့ဟိုgenerally ပြောမယ်ဆိုရင်တော့ preterm နေဆိုရင် bilirubin နဲ့ပဲနည်းနည်းနဲ့ဟုတ်ပြီနော် exchange ဝင်သွားတာမျိုးရှိရယ်နော်ပြီးတော့မှ lower threshold if the hypoxia sepsis တွေရှိနေတယ် associated ဒီ acidosis တွေရှိနေတယ်ဆိုရင်လည်း lower threshold ဆိုလည်း true ပဲပေါ့နော်အဲ့တော့ပြီးတော့မှ use in all jaundice patient to prevent any bilirubin rise အဲ့လိုတော့မဟုတ်ဘူးပေါ့လေနော် indication ရှိမှပဲတို့က exchange transfusion လုပ်မှာဖြစ်ပါတယ်ဒီအောက်က indications လေးတွေကိုလည်းပဲပြန်ပြီး review လုပ်ထားစေချင်ပါတယ် okay အဲ့တော့ regarding exchange transfusion ဒါကတော့သူ့ရဲ့ protocol ပေါ့ exchange transfusion ဆိုရင်ကျွန်တော်တို့ဒီကလေးလေးမှာရှိတယ်အဲ့တော့ usually 2 artery 1 vein umbilical vein ရှိတဲ့အခါမှာ usual route ကတော့ umbilical vein ကပဲဖြစ်တယ်ဒါခုနေ့ကပြောခဲ့သလိုပဲ Rh negative sorry Rh incompatibility ကလေးလေးတွေဆိုရင် ORH negative ကိုတောင်းရမယ် true ပါ donor blood ကတော့ဘယ်လိုပဲဖြစ်ဖြစ် infection screen လုပ်ရမယ်ဆိုလဲ true ပါ exchange transfusion ဆိုရင်ကျွန်တော်တို့ out in usually 10 cc လောက်သွားတာဘယ်လိုလုပ်လဲဆိုရင် usual blood volume ရဲ့နှစ်ဆပေါ့နော် normal ကလေးတယောက်ရဲ့ blood volume 85 ml per kg ကို develop လိုက်တော့ the 170 ပေါ့နော် ml per kg နှုန်းနဲ့သွားတယ်ပေါ့နော်အဲ့တော့ true ပါအဲ့တော့ပြီးရင် exchange transfusion out in ဆယ်ကလုပ်ပြီးတိုင်းမှာကျွန်တော်တို့ဘာလုပ်လဲ calcium ပေးတယ်ဘာလို့လဲဆိုရင် hypocalcemia ကို prevent လုပ်ဖို့ပေါ့နော် these are the protocol ပေါ့ဒီ protocol တွေကတော့ details ကျွန်တော်ခုနပြောခဲ့လို့ပဲ multiple short question တို့ long questions တို့ဖတ်တင်မဲ့တဲ့အချိန်မှာအသေးချာလေးပြန်ပြီးတော့မှလေ့လာကြရမယ်ပေါ့နော်ဒါကတော့ this is all about the neonatal jaundice ပဲဖြစ်ပါတယ် learning points တွေအနေနဲ့ summarize လုပ်ရမယ်ဆိုရင်တော့ neonatal jaundice လို့ပြောလိုက်ရင် causes of neonatal jaundice ကတော့ according to the time frame အသေးချာသိရမယ်ပေါ့ပြီးတော့မှ physiological jaundice pathological jaundice prolonged neonatal jaundice တွေရဲ့ဒီ causes တွေနဲ့ nature တွေကြောင်းကျွန်တော်တို့လေ့လာဖို့လိုမယ် and then ပြီးတဲ့အခါမှာ clinical features မှာ complications of the neonatal jaundice ဖြစ်တဲ့ carnivorous ကြောင်းလေ့လာဖို့လိုမယ် and then later than that မှာဆိုရင် we have to know the phototherapy and exchange transfusions ပေါ့နော်အဲ့ဒါလေးတွေကြောင်းကို detail လေ့လာဖို့လိုမယ်ဆိုတာလေးပြောရင်းနဲ့ဒီ neonatology neonatal jaundice multiple choice question ကိုဒီမှာပဲနေကုန်းချုပ်ပါမယ်နောက်ထပ်တခြားဗီဒီယိုလေးတွေမှာပြန်ပြီးတော့မှတွေ့ကြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲ